ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံပေါ်တွင်16ရက်3လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသူပယဟံဥပမာဗျကျောင်း16ကျောင်းခိုတတ်ပုံသင်္ခါရတရားတော်ငါနာကောင်းလျာကိုဟာကံကပြုပြင်ထားတော့အတိတ်ကံကပြုပြင်ထားတော့ကံကပြုပြင်လို့ခန္ဓာကိုယ်မှာဖြစ်နေတာဖြစ်သောကြောင့်မျက်စိနာနာကောင်းလျာကိုဒါရီဟာဘာလိမ့်မလဲဆိုတော့သူများပြုပြင်ထားသောကြောင့်သင်္ခါရတရားလို့ပဲမှတ်လိုက်တာပေါ့ကံသင်္ခါရကပြုပြင်ထားတယ်သဘောကျဘယ်သူကပြုပြင်ထားပါကံသင်္ခါရကပြုပြင်ထားတယ်လို့ခွန်ကြီးတို့ဓမ္မတွေကမှိုက်တော့ဩတို့ဟာကတို့ပိုင်တစ်ခုမှမရှိပါလားကံကသာသူကဖြုတ်လိုက်ရင်လည်းပြုတ်ရတာပဲသူကဖြစ်စေလည်းဖြစ်လိုက်ရတာပဲသဘောကျဒါပြန်ကံသင်္ခါရကပြုပြင်ထားတဲ့မျက်စိနားနာကောင်းလျှာကိုယ်တွေဟာသင်္ခါရတရားပေါ့လေနော်ဘယ်သူကပြုပြင်ထားကြုံလို့မေးလိုက်ရှင်ကံကပြုပြင်ထားဒါဓမ္မတွေခန္ဓာကိုယ်ဒါကအတိတ်ကပြုထားတဲ့ကံပေါ့ဗျာဒါပြန်မျက်စိနားနာကောင်းလျှာကိုယ်တွေကဘယ်သူကပြုပြင်ထားပါလဲကံကပြုပြင်ထားတော့ကိုကံကပြုပြင်တတ်တဲ့တရားပြုပြင်လို့ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကအပြုပြင်မှုကြောင့်ပေါ်နေသောကြောင့်သူများပြုပြင်သလိုဖြစ်ပေါ်နေရသောကြောင့်သင်္ခါရတရားလို့မှတ်ထားပါဒါဖြင့်ဓမ္မတွေမျက်စိနားနာကောင်းလျှာကိုယ်တွေကိုဘာခေါ်ကြမလဲသင်္ခါရတရားလို့မှတ်ထားလိုက်တာပေါ့။ဒီတဲကဓမ္မတွေကစဉ်းစားလိုက်ပါတော့မျက်လုံးကမြင်လောက်အောင်အထုတ်ပေးလိုက်ပြန်မြင်လောက်တဲ့ရုပ်ကလေးထည့်ပေးလိုက်ပြန်မြင်ရတာမမြင်သူကထည့်မပေးမမြင်ရတာပဲဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်ဓမ္မတွေကပိုင်သလားကံကပိုင်သလားဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်ကံကပိုင်နေသောကြောင့်သူများပြည့်ပြင်လို့ပေါ်လာတဲ့ခန္ဓာကိုယ်ဖြစ်နေသောကြောင့်ဒီခန္ဓာကိုယ်ဘာတရားလို့ခေါ်ကြမလဲမှတ်ထားသင်္ခါရတရားလို့ခွန်ကြီးဓမ္မတွေကမှတ်ထားတယ်ဗောနော်ကံသင်္ခါရကပြည့်ပြင်ထားတယ်ဥဒုကအခုနည်းနည်းကြမ်းလာတော့ဓမ္မတွေမှာပူရုပ်တွေဖြစ်နေနော်ပူရုပ်တွေဖြစ်ပြီးကာလဥဒုနဲ့ပတ်သက်ပြီးကာလစိတ်မချမ်းသာတဲ့ဒေါသစိတ်တွေလည်းပေါ်ကြဓမ္မတွေစဉ်းစားကြည့်တာကိုဒုသနာဖြစ်တဲ့တချို့သောရုပ်တွေကလည်းဥဒုကပြုပြင်ထားတာပါလားတချို့သောစိတ်တွေကလည်းဥဒုကြောင့်ပဲဖောက်ပြန်လာတဲ့စိတ်တွေပါလားလို့ဆိုရင်လွယ်ပါဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်ထဲမှာလည်းတချို့ရုပ်တွေလည်းတချို့စိတ်တွေလည်းဥဒုကပြုပြင်ထားတော့တယ်ဆိုရင်လွယ်ပါဒါဖြင့်အဲဒီတချို့ရုပ်တချို့စိတ်ကိုလည်းသင်္ခါရတရားလို့ပဲနာမည်ပေးလိုက်တာတချို့ကြတဲ့ဓမ္မတွေစားကောင်းလို့ဝါဖြိုးလာတယ်မျိုးလုံးတွေဘာတွေကြီးလာတယ်ဆံမင်းတွေဘာတွေသန်းလာတယ်ဆိုတာကောမရှိဘူးလားရှိပါဘူးဒါကြောင့်လည်းဓမ္မတွေစားတော့လိုက်တဲ့ဆမင်းခဲပွဲဘောဇင်ကပြုပြင်လိုက်တာအာဟာရသင်္ခါရကပြုပြင်လိုက်တာနဲ့ဓမ္မတွေခန္ဓာကိုယ်ဟာအသားရည်တွေစူပြေလာတယ်ဝါဖြိုးလာတယ်လက်ဆက်လာတယ်ဆံမင်းတွေဘာတွေကောင်းလာတယ်သွားတွေဘာတွေရင်ကျက်ပြီးဒီကလာလာတယ်ဆိုတာတွေလည်းအာဟာရသင်္ခါရကလည်းပြုပြင်တချို့ဓမ္မတွေအလုံးပါပဲစိတ်ကောင်းတဲ့ရုပ်ကလေးတွေများရှင်လို့ကြည်လို့မရှိကြဘူးရှိပါဘူးအဲ့ဒါတွေကြတယ်စိတ်သင်္ခါရကပြုပြင်ထားတယ်ဒါပြန်သင်္ခါရက၄မျိုးပြုပြင်ရတဲ့ခန္ဓာပြုပြင်ခံရတဲ့ခန္ဓာကိုယ်ကြီးကခန္ဓာ၅ပါးပေါ့ဗျာခန္ဓာ၅ပါးကဘာပါလိမ့်ဓမ္မတို့သင်္ခါရခန္ဓာကိုယ်ပြုပြင်လို့ပေါ်နေပြုပြင်တဲ့တရားကံစိတ်ဥဒုအာဟာရပေါ့ဗျာရိပ်မကြပြုပြင်တဲ့တရားကပြုပြင်လို့ပေါ်လာတာကခန္ဓာ၅ပါးကိုဘာတရားလို့ခေါ်ကြမလဲရိပ်မိပြီဥက္ကမောကြီးမှန်ပါရိပ်မိပြီဓမ္မတို့ဥဇာရင်လည်းရိပ်မိပြီခင်ဗျားတို့ခန္ဓာ၅ပါးကြီးဟာသင်္ခါရခန္ဓာလို့မှတ်လိုက်စမ်းပါခန္ဓာ၅ပါးကြီးဘာမှတ်ကြမလဲသင်္ခါရခန္ဓာဆိုတာဓမ္မတွေယနေ့သောစီစီပဲရှင်းတာပါတဲ့အကြောင်း၄ပါးကပြုပြင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးရှင်းမလားရှင်းပါပြီအကြောင်းကဘယ်နှပါးပါလဲ၄ပါးပါကံစိတ်ဥဒုအာဟာရမှန်ပါပါဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်မှာ
ဤပွားအောင်လုပ်တာလဲဒီ၄ပါးဆောက်ရအောင်လုပ်တာလဲဒီ၄ပါးဒါဖြင့်တရားဓမ္မတွေခန္ဓာကိုယ်ကဩကံစိတ်ဥဟာရတို့ဤစီမံတယ်လို့ခန်းနေရတဲ့ခန္ဓာ၅ပါးဆိုရင်လွယ်ပါမလွယ်ပါဘူးဒါဖြင့်ဓမ္မတွေခန္ဓာ၅ပါးသူများပြုပြင်တယ်လို့ခန်းနေရသောကြောင့်ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲမှာမပါဘူးလို့မှတ်ထားခန္ဓာ၅ပါးထဲမှာကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးလို့ဆုံးဖြတ်ချက်ချတယ်ကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးဘာလို့ဓမ္မတွေကဒါရဲတင်းတင်းကြီးပြောရဲပါလိမ့်မလဲလို့မေးတော့ဒီလိုဟိုเจ้าလေးပါသိထားတယ်ဖေ။ကံကပြည့်ပြင်လို့ဒီထဲမှာတချို့ယုံနာပေါ်နေတယ်။စိတ်ကပြည့်ပြင်လို့တချို့ယုံနာဥဒုကပြည့်ပြင်လို့ယုံနာတွေပေါ်အာဟာရကပြည့်ပြင်လို့တချို့ယုံနာတွေပေါ်ဒါဖြင့်ခန္ဓာ၅ပါးဓမ္မတို့ကိုယ်ပိုင်ကိုယ်ဆိုင်ပါကြ။မှန်ပါဘူး။ဒါရင်သူတို့အပေါ်မှာဘ누구ကချုပ်ချယ်ပြီးဒီကလာဖြစ်စီပြက်စီဆိုတာစီမံနေပါလိမ့်မလဲဆိုတော့စီမံနဲ့အရှင်သခင်၄ယောက်ပေါ်ရောပေါ့မှန်ပါဘူးဘယ်လိုပါလိမ့်မယ်ကံစိတ်ဥဒုအာဟာရတရားဓမ္မတွေခန္ဓာကိုယ်ကံသင်္ခါရခန္ဓာကိုယ်ဆိုရရိပ်မိသွားသူများပြပြန်လို့ပေါ်လာတာကိုယ်သဘောနဲ့ပြန်ဘာမှမတတ်နိုင်ကိုယ်သဘောဒီထက်ပါသေးလားမှန်ပါဘူးကံကပြပြန်တဲ့သဘောတွေစုနေတာဥဒုကပြပြန်တဲ့သဘောတွေအာဟာရကပြပြန်လို့စုနေတာသဘောကျလားဥဒုကပြပြန်လို့စုနေတာပါဗျာအဲ့ဒီစုနေတဲ့ဥစ္စာ၅ပါးဒီ၅ပါးဒီခန္ဓာ၅ပါးလို့လည်းခေါ်နိုင်တယ်သင်္ခါရတရားလို့လည်းခေါ်နိုင်ပါခန္ဓာ၅ပါးလို့လည်းခေါ်နိုင်ပါသင်္ခါရတရားလို့လည်းခေါ်နိုင်ပါဗျာကောင်းပြီတရားဓမ္မတွေမှာတူတူပြောကြလို့ဆိုတော့တရားဓမ္မတွေခန္ဓာကိုယ်မှာကြားလေးချောင်းထောက်နေရမှန်ပါဗျာခုကမောဘယ်နှချောင်းထောက်ကြားလေးချောင်းထောက်ကံကြားဥရုကြားအာဟာရကြားစိတ်ကြားဆိုကြားလေးချောင်းထောက်နေတယ်အိမ်နဲ့အတူတူပဲမှန်ပါဗျာဓမ္မတွေခန္ဓာအိမ်ဟာဒါခန္ဓာအိမ်ပေါ့ဗျာခန္ဓာ၅ပါးကြားဘယ်နှချောင်းထောက်နေရပါလိမ့်၄ချောင်းထောက်ပြီးဒီကလာနေကြတော့တစ်ချောင်းများပြုတ်လိုက်ရင်ဒီခန္ဓာဘယ်မင်းလဲလဲပါဗျာ၄ချောင်းလုံးပြုတ်လဲမှာလဲပါတစ်ချောင်းနဲ့ပြုတ်လဲပါဩဘယ်နဲ့ကြောင့်လဲပါလိမ့်မလို့မေးလိုက်ရင်တရားဓမ္မတွေဖြေတတ်ပလားဖြေတတ်ပါဘူးဘယ်လိုဖြေကြပါသင်္ခါရခန္ဓာတရားသူများမှီနေရတာမှန်ပါဗျာရှင်းပြဘုရုမှီနေရပါလိမ့်မယ်ကံစေဥဝါဒကိုမှီနေရတဲ့ခန္ဓာ၅ပါးဆိုတာသိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒီတဲ့ကိုယ်ပိုင်ကိုယ်ဆိုင်ကဖြင့်မပါပါဘူးမပါပါဘူးဒါဖြင့်သူ့ကိုဒကာဓမ္မတွေကအနတ္တတရားလို့ဆိုကြဆိုတော့မှန်ပါဘယ်လိုဆိုကြပါအနတ္တတရားကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတော့မပါလို့ကိုယ်နဲ့ဆိုင်တာကိုယ်ပိုင်တာမပါသောကြောင့်ခန္ဓာ၅ပါးကိုအနတ္တတရားလို့မှတ်လိုက်ကြပေါ့မှန်ပါခန္ဓာ၅ပါးဘယ်လိုမှတ်ကြဩတရားဓမ္မတွေသိသွားပြီတဲ့အနတ္တလို့ဆိုတာသိသွားပြီဘာကြောင့်လဲဆိုတော့ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲမပါဘူးပိုင်နဲ့ဆိုင်တယ်ဆိုလို့ရှိရင်လည်းကံကြားကဖြုတ်လိုက်ရင်ခင်ဗျားတို့ဘယ်မှလဲတာလဲမှန်ပါဘူးတဲတော့မကြွားကြနဲ့လို့သတိပေးလိုက်ခင်ဗျားတို့ကိုခင်ဗျားတို့ဘိုင်းခန္ဓာ၅ပါးထဲမှာတစ်ခုမှမပါဘူးအခုတရားနာနေကြတဲ့ခန္ဓာ၅ပါးဟုတ်လားမှန်ပါဘူးအဲ့ဒါသင်္ခါရတရားမှန်ပါဘူးသူများပြုပြင်လို့ပေါ်နေတဲ့ခန္ဓာ၅ပါးသင်္ခါရတရားမှန်ပါဘူးကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲပါတယ်မှန်ပါဘူးမပါတော့ဒီတရားကိုဥပဒနာရှုကျင်တော့ကိုဘာတရားလို့အထိမ့်မှထားမလို့သင်္ခါရတရားတနည်းအနတ္တတရားလို့ဒီလိုထားလိုက်ရင်နော်မှန်တယ်ဆိုတာကိုသဘောကျသူဟုတ်တယ်မဟုတ်တယ်တကယ်သိတော့ကိုမြတ်ရှိတို့ကစဉ်းစားလိုက်ဒီကကံတစ်ခုဖြုတ်လိုက်ရင်ဒီကအခုပြုတ်စိတ်တစ်ခုပြုတ်လိုက်ရင်အာဟာရတစ်ခုမစားတော့ဘူးဆိုရင်ပြုတ်ပါဥဒုကတကယ်လောင်ကျွန်းပလိုက်မယ်ဆိုရင်ပြုတ်ပါကဲဥဒုကလည်းပုံမှုအေးမှုမပေးတော့ဘူးဆိုလို့ရှိရင်ရောပြုတ်ပါဒါဖြင့်ခင်ဗျားတို့အခုထိုင်းနေတဲ့ဒကာဓမ္မလို့သမုတ်ထားတဲ့ခန္ဓာ၅ပါးဟာသင်္ခါရတရားပေါ့ဗျာမှန်ပါပါသူများပြပြန်လို့ပေါ့မှန်ပါပါသူများဆိုတာရောသိပြီလားသိပါပါကံစေဥဒုဟာရရှင်းကြကံစေဥဒုဟာရတွေကိုသူများကပြပြန်ထားလို့ခင်ဗျားတို့ခန္ဓာ၅ပါးကြီးဟာခိတ္တတည်တတ်တယ်လို့ဆိုလိုက်တာပေါ့ဗျာမှန်ပါပါ
ဥပါရင်ဘယ်လိုပါလဲ ခိတ္တတရား ခိတ္တပဲနော်ဒါဖြင့်သင်္ခါရတရားဟု၍အခုကစမှတ်ထားပါတဲ့တရားဓမ္မတို့ခိတ္တကြီးပဲခဏပေါ်လိုက်ခဏပြောက်လိုက်ခဏပေါ်လိုက်ခဏပြောက်လိုက်ပေါ်တာလည်းတရားဓမ္မတွေနဲ့မဆိုင်ဘူးပြောက်တာလည်းမဆိုင်ပါဘူးအဲ့ဒါတွေသိထားတယ်မှာဩသင်္ခါရတရားခိုင်မြဲမှုမရှိပါလားသဘောကျသင်္ခါရတရားဟာသင်္ခါရတရားဟာခိုင်မြဲမှုမရှိဘူးဆိုတော့ခိုင်မြဲမယ်ဆိုလို့ရှိရင်ဖြင့်ဥက္ကမောမသာဖို့เสียတယောက်မှမပါဘူးမှန်ပါပါဆေးကုเสียလဲမပါပါဘူးတယောက်မှသမင်းကျွေးเสียလဲမပါပါဘူးအဝတ်လဲเสียလဲမပါပါဘူးရက်ခတ်ပေးเสียလဲမပါပါဘူးဘာမှပြည့်ပြင်ဖို့မလိုတော့ဘူးမလိုပါဘူးအခုတော့ဒကာဓမ္မတွေကကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတဲ့တခုမှမပါတော့ဘူးဒါရကြမသာဖြစ်လိုက်လို့ကံကလှုပ်လိုက်တယ်မသာဖြစ်လိုက်ရတာမှန်ပါဘူးကံကမသာဖြစ်လိုက်တော့ဆိုလို့ရှိရင်မသာဖြစ်လိုက်ရတာပဲဥဒုကမသာဖြစ်လိုက်ပါဆိုတော့မသာဖြစ်လိုက်အာဟာရကမသာဖြစ်လိုက်ပါမသာဖြစ်စိတ်ကမသာဖြစ်လိုက်ပါဟာဥက္ကမောင်ဘယ်ဟာကကိုးစားရအားထားရရှိသေးတုံးမရှိပါဘူးအာရုံဓမ္မတွေခန္ဓာ၅ပါးဘယ်အများအားကိုးကြအောင်သဘောပါသွားတယ်ဘယ်နဲ့ကြောင့်ဒီသင်္ခါရတရားကိုအာမကိုလောက်ပါလိမ့်မလို့မေးလို့ရှိရင်ဖြစ်သူများပြုပြင်ထားတာဗျာသူများစီမံတယ်လို့ခံယုံပေါ့ဘယ်လိုဆုံးဖြတ်ချသူများပြုပြင်ထားတာဩဒါဖြင့်ခင်ဗျားတို့ဟာဒီကန္နာကိုကြီးကိုငှားထိမ့်ပြီးငှားကြောင်းနေကြတာကိုမှန်ပါပါဘယ်လိုဆိုကြပါငှားထိမ့်ငှားကြောင်းငါးကြောင်းရတဲ့နွားကြောင်းသားပမာပေါ့ဗျာမှန်ပါပါငါးကြောင်းရတဲ့စိတ်ကြောင်းသားသိုးကြောင်းသားပမာဆိုရင်ဖြင့်ဥက္ကမောင်လွယ်ပါမလွယ်ပါဘူးအဲ့ဒီအငှားကနေပြီးငါးမြတ်ပါမှတ်လို့တော့ကြွားလုံးများထုတ်လိုက်ပြီမှန်ပါပါဘုရားတို့အပြောတွေကလေမှန်ပါပါကိုကအငှားမဟုတ်လားမှန်ပါပါငါးကနေပြီးငါးဘာထင်လို့တုံးဆိုတော့ငါးကကိုယ်ပိုင်လုပ်ပြီးကြွားတယ်ကြွားပါလွယ်လိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့မှန်ပါပါတက်တက်စင်လို့ပဲဆိုရင်ဥပါရင်ကျေနပ်ဗလားတက်တက်စင်လွဲတယ်ဆိုတာကသေချာသဘောပါကြပါပါခင်ဗျားတို့ကသူကရိုက်မဲ့ကြံကရှိသေးတယ်ကံကဖြုတ်လိုက်ရင်ဒီနေရာနဲ့မဲမဲလဲငါဘာမှလို့တော့ပြောမဲ့ကြံကရှိပြောခွင့်ကိုမပေးဘူးကွာမင်းတဲကြွားလုံးထုတ်တယ်လို့ကံကမထောက်ပံ့တော့ဘူးကွာဆိုလို့ရှိရင်ပြင်ဘယ်မလဲတာပဲစိတ်ကမထောက်ပံ့ရင်လဲဥဒုဝါဒကမထောက်ပံ့ရင်လဲကမောင်သိမကြွားနဲ့တော့သိမကြွားနဲ့နောက်ကတရားဓမ္မတွေကကြွားခြင်းကြသေးလားဘုရားခင်ဗျားတို့ကဒီမှာမကြွားဘူးအိမ်ကြွားတယ်အိမ်ကြတော့ကြွားတယ်ခင်ဗျားတို့ကတော်တော့ကိုအိမ်ကြတော့ယူဝက်ထားငါရှိလို့ပြောင်းနေတာငါမရှိနေတော့အိမ်လားဆိုတာကတော်တော်ကြွားခြင်းတယ်ခင်ဗျားတို့ကဟမ်ဒီလောက်တဲ့လူကသာမိုက်ပေါ်တယ်လို့ဆိုရင်လည်းမလွဲပါဘူးလွဲပါဘူးဘယ်နဲ့ကြောင့်လဲဆိုတော့ငါရှိတော့နေတဲ့လူချင်းတူသူချင်းများများဝင်နဲ့ထွက်တဲ့လူတွေများပြီးဒီကနင်တို့အကြောင်းရင်းရတာငါမရှိသေးလိမ့်မယ်အမလေးကြွားလုံးများထုံနေတဲ့သူကိုယ်ကလေးငါလည်းငါလည်းမပါဘူးပါရလားမပါဘူးကံရုပ်ဝါဒမလောက်ထားတဲ့ယုံနာမဲ့ပါတယ်အဲ့ဒါငါလုပ်ပြီးများသူကနေပြီးအိမ်မှာကောင်းတကြီးလုပ်ပြီးဦးစီးကောင်းဆောင်လုပ်ပြီးဒီကလာဥပါရင်ကြွားလုံးများထုံနေလိုက်သေးတယ်မှန်ပါဗျာယုံစရာမှပါရလားမပါပါဘူးဗျာသို့တော့ဘယ်နဲ့ကြောင့်ဒီကြွားလုံးတစ်ခါတစ်ခါပေါ်လာပါလိမ့်မလို့ဆိုတော့အိုးအယူထတဲ့အခါရင်းပြီဘယ်အခါပါလဲအယူထတဲ့အခါဒိဋ္ဌိအယူထတဲ့ငါထင်ပြီးတော့ခန္ဓာ၅ပါးငါတဲ့ယုံနာ၅ပါးကိုငါထင်ပြီးအယူထလာတဲ့အခါကျဥက္ကမောင်ကြီးကြွားလာတာပဲမှန်ပါဗျာဘယ်ချိန်ကြွားပါလိမ့်ဒိဋ္ဌိအယူထတဲ့ဒါကြောင့်ဒိဋ္ဌုံမတ္တကလို့ဆိုလိုက်တယ်ဘုရားကဒိဋ္ဌုံမတ္တကဆိုတာဒိဋ္ဌိကဒိဋ္ဌိဥမတ္တကယူဒိဋ္ဌိယူထားတဲ့အခါကြွားတော့ကွာရှင်းမလားဘယ်ချိန်များကြွားကြပါလဲဥဝါကြီးတို့တခါတလားအိမ်မှာထားပြီးဆူတဲ့အချိန်ကြလို့ရှင်အဲ့ဒါဘေးကသူတော်ကောင်းကကြည့်မယ်ညမညာရှိတဲ့ဘုရားကြည့်မယ်ဆိုအရွယ်နဲ့မလဲယူရမဟာဆိုရပါဆိုရမှာပဲဒကာဓမ္မတွေရေးမိဗလားအရွယ်နဲ့မလိုက်ဘာဖြစ်ပြန်တော့အယူထားတယ်လို့ဆိုရမှာအဲ့ဒါညံပါတဲ့လူမှညံပါတဲ့လူမှသိတာညံပါတဲ့လူကတော့ဖြင့်သူယူထားနေတာထားတယ်နဲ့သူအိမ်ကလူတွေကအလကလူတွေဖြစ်နေတာ
ညံပါတဲ့လူချင်းကြတော့ဒီတိုင်းမတော်ဘူးလားညံမတဲ့သူတို့သားသမီးတွေကလည်းအုတ်ချိုရတောက်ခဲ့တဲ့အဲ့ဒါဒီဖွားကြီးဒီဖိုးကြီးရဲ့စူးပင်မှာပဲဟိုညံပါတဲ့လူတွေကြတယ်လေခொနဥပဒနာညာဥသိနေတဲ့ပုဂ္ဂိုလ်ကြတော့ဥက္ကမောင်ရေဘုရုစုစရာကွက်ပါသေးမှန်ပါဗျာကိုယ်ကိုယ်လို့ဆိုစရာပါရလားမှန်ပါဗျာကိုယ်ကိုယ်လို့ဆိုစရာမပါတော့သူများလို့ကိုဆိုစရာရှိသေးရဲ့ရှိပါဗျာအဲဒီလိုသိထားတဲ့အခါကျတော့မှဩသင်္ခါရဆိုတာအနတ္တတရားကြီးကိုကိုယ်တိုင်ဒီထဲမပါပါဘူးဒါကြီးကိုလို့ပြီးဒီကရကြွားလုံးများထုတ်ပြီးဒီကရနေတဲ့အခါကျဒိဋ္ဌိယူထားတာကိုဒါကြတဲ့ခန္ဓာ၅ပါးမသိတဲ့အခါကျတော့ခန္ဓာ၅ပါးကမှပြန်တွေးလုံးလေးမှမပေါ်တဲ့အခါကျတော့မောဟကပါလာတာအဲ့ဒီကျတော့မောဟမတ္တကဆိုပြီးကာလလာထန်တာပဲဒါရင်ဒိဋ္ဌုံမတ္တကဆိုတဲ့အယူတစ်မျိုးမောဟမတ္တကဆိုတဲ့သဘောကျလားအဲ့ဒီကဲတဲ့ဒကာဓမ္မတွေဟာတဲ့အခုကိုယ်သင်္ခါရတရားလို့မသိသေးရင်ဒီယူမပြောက်ဘူးရှင်းမလားရှင်းပါပြီဒီမှာကျိုးဆွဲလုံနေရတာခေါင်းဆောင်လုံနေရတာကိုတချို့ဒကာဓမ္မတွေကပြုံးမြန်နေလိုက်သေးတယ်ဟာသူကအရေးပြုံးကိုဒီကမှဘာပြုံးနေလဲရေးပြုံးပါဗျာရေးပြုံးတော့ကိုဒကာဓမ္မတို့သူသေချာကြည့်တော့ဒီထဲမှာဆံမင်းလေးတွင်သူဟာပါရလားမပါဘူးဗျာအားလေးတစ်ခုပေါ့မပါဘူးအတန်လေးတစ်ခုပေါ့မပါဘူးဗျာအကြောင်းလေးပါးကပြုပြင်ထားတာမပါဘူးအဲ့ဒီကနေပြီးကြွားလုံးထုတ်တဲ့အခါကျလို့ရှိရင်ဒကာဓမ္မတို့သင်္ခါရတရားလည်းမသိမှန်ပါဘူးဒါသင်္ခါရတရားဆိုတာခိုင်မြဲတာမဟုတ်ဘူးအနတ္တလည်း तू မသိတဲ့အခါကျလို့ရှိရင်ဖြင့်အတ္တဒိဋ္ဌိယူလိုက်ခြင်းကြောင့်ဒိဋ္ဌုံမရကလို့ဆိုလိုက်သဘောကျဒုက္ခနာ၅ပါးကိုခန္ဓာ၅ပါးရဲ့လို့မသိသောကြောင့်လည်းမောဟမရကအဝိဇ္ဇာတိဟူသောမောဟအယူထတာရိပ်မိဗလားအဲ့ဒါကလူကြီးနဲ့လူငယ်ဘယ်ဟာများသလုံးလို့မေးလို့ရှိရင်ဖြင့်စိုးရင်ကြောင်းကြများတဲ့လူမှာဒီဥစ္စာများများလာတာမှန်ပါပါစိုးရင်ကြောင်းကြများတဲ့လူမှာများပါပါဒိဋ္ဌိယူအဝိဇ္ဇာယူဒါတွေကလာတာပဲအဲ့တော့လူကြီးမဲ့လူငယ်ဘယ်ဟာမှာအလားများတယ်ဆိုတာသဘောကျပါပါဘုရုမှများဩဒါဖြင့်ဒကာဓမ္မတို့အမှန်တန်ကြောက်เสียကောင်းပါလားကောင်းပါပါဗျာအမှန်တန်ကြောက်เสียကောင်းတဲ့ဒကာဓမ္မတို့ဒီအိမ်မှာခေါင်းဆောင်လုပ်ရတာကြောက်เสียကောင်းဆုံးပဲမှန်ပါဗျာအိမ်တိမ်မှာခေါင်းဆောင်လုပ်ပြီဆိုမှဖြင့်အတ္တဒိဋ္ဌိကလည်းပါလာရပါသေးဘူးလားမောဟမတ္တကဆိုတဲ့မသိယူရောမှန်ပါဗျာဟာကမောင်ရေဒါကသေးသေးချာချာကြည့်မှကိုယူထတာကိုသိတာမှန်ပါဗျာသေးသေးချာချာမတွေးဆလို့ရှိရင်ကိုယူထတာကိုဒကာဝသိကိုမသိဘူးမသိပါဘူးဗျာအခုတော့အယူလေးများထားမယ်လေအိမ်ကြဘုရုပြောလိုက်မယ်ဘုရုဆိုလိုက်မယ်ဘုရုတော်ပြင်မပြောမပြီးလို့ရိုက်ဥမှာပဲမျက်စောင်းထိုးဥမှာပဲတော်တော့ကိုနာနာကြီးပြောလိုက်ဥမှာပဲဆိုလို့ရှိရင်ဖြင့်ဒီကတည်းကတွေးသွားကြပါငါအိမ်ရောက်ရင်ယူထားတော့မှာပဲဆိုတဲ့ဥစ္စာမှန်ပါပါတွေးရမယ်ရိပ်ပြီဗလားအဲ့ဒါကလူငယ်နဲ့လူကြီးဘယ်မှာပိုသရုံလူကြီးပါပါရိပ်မိပြီနော်လူကြီးရတယ်ဘယ်လိုလူကြီးတုံးလို့မေးလို့ရှိရင်ဖြင့်တဲ့ဒိဋ္ဌိများတဲ့လူကြီးအဝိဇ္ဇာများတဲ့လူကြီးဒီပုဂ္ဂိုလ်မှများတယ်လို့ဥပါဒံဆုံးဖြတ်ချက်ချာဒိဋ္ဌိများအဝိဇ္ဇာများတော့သူဒီမှာဘယ်လိုနေလေးရှိတုံးဆိုတော့ခေါင်းဆောင်လုပ်ခြင်းလေးရှိတယ်မှန်ပါဗျာသူကရိပ်မိမှန်ပါဗျာကဲဒါဖြင့်သင်္ခါရတရားသိကြပါလားတကားကောင်းပြီဒါသင်္ခါရတရားဆိုတာဖြင့်ခမည်းတော်ခန္ဓာ၅ပါးပဲဆိုတာပေါ်ကြပေါ်ပါပြီဒါဖြင့်ဒီသင်္ခါရ၅ပါးမှာကြားပန်ချောင်း6ခုထောက်ပြီးနေရပါလိမ့်နေပါပါဘုရားဒါဖြင့်၄ချောင်းထောက်ပြီးဒီကာရတော့ကြွားလုံးထုတ်လို့မတော်ဘူးမှန်ပါဗျာကိုယ့်အကိုသွားနိုင်တယ်ကိုယ့်အကိုပြောနိုင်တယ်ကိုယ့်အကိုဆိုနိုင်တယ်ကိုယ့်အကိုစားနိုင်တယ်ဆိုလို့ရှိရင်တော့ခမည်းတော်ကြွားကြတယ်ကြွားကြတာပေါ့မှန်ပါဗျာကြား၄ချောင်းထောက်ပြီးနေရတဲ့ခန္ဓာ၅ပါးကဥက္ကမောရေကြွားလုံးထုတ်ရင်တော့မှားလိမ့်မယ်မှန်ပါပါဟုတ်ဘူးလားမှန်ပါပါကြားလေးကြောင့်ထောက်ရတယ်ဆိုတော့ဂျိုင်းတော့ကြီးတစ်ခုတစ်ခုမှာနှစ်ခုမပါဘူးလားမှန်ပါပါဘယ်ဘက်ကလည်းကွာနှစ်ခုခြေထောက်နှစ်ခုနဲ့ပဲနော်ဘယ်ဘက်ကလည်းဒီပုဂ္ဂိုလ်ကနေပြီးကြလားမင်းတို့ငါပြေးလိုက်ပြီးရရမလားဆိုလို့ရှိရင်ဥက္ကမောယုံမလားမယုံပါဘူးဘာဖြစ်လို့တော့ကြားတယ်ရှိမိဗလားမင်းတို့ငါလိုက်ရရမလားမင်းတို့ရေထဲလိုက်မင်းတို့ရေထဲပြေးတယ်ငါလိုက်နိုင်တယ်လို့ဆိုတော့ယုံရမှာလားမယုံပါဘူးဘာဖြစ်လို့တော့သူကြည့်ဒီအဲ့ဒီကျွတ်တို့ဘယ်နှချောင်းထောက်တာဒီချောင်းထောက်
ဒါဖြင့်ကျွတ်ကြွားသေးလေဟိုကျိုင်းတော့ဓမ္မနဲ့ဘာထူးမှာလဲထူးပါဘူးရိပ်မိဗလားအဲ့ဒါအိမ်ကြလို့ရှင်ကျိုင်းတော့ဓမ္မတွေ့လို့ရှိရင်ဖြင့်အဲ့ဒါခင်ဗျားတို့ကလည်းစဉ်းစားကြပြီတော့ဩတို့လည်းကြားလေးချောင်းထောက်နေရတာပဲသူလည်းထောက်လေးချောင်းထောက်ပြီးသွားရတာပဲသူလည်းလူချင်းမမီလို့သူကတောင်းတော်ကောင်ရမ်းတော်ကောင်စားရတယ်ဆိုတာဥက္ကမောင်ရိပ်မှာပါသူများမိပြီးသမုရပါဗျာကျုပ်မှတော့မြင်တဲ့တိုင်းပဲဆိုပြီးဒီကလာအောက်ကလည်းဒုစရအောက်ကဖြတ်လို့ဟမ်လက်မောင်းတွေပါတယ်လားမပါဘူးကျင်းတော့တင်ပါပြီးဒီကလာနေတာအဲ့ဒါတွေကသူလူချင်းမေးချောင်းသူသက်သက်လိုက်ခံတာမနေဘူးလားနေပါဘူးကျုပ်စွမ်းရည်သတ္တိပြန်မရှိပါဘူးသူတော်ပေးမှကျွေးမှပဲဝါရမယ်ပုဂ္ဂိုလ်သူတယောက်ဖြစ်ပါတယ်လို့သူဖော်ပြောတဲ့အဓိပ္ပာယ်ရောက်ပါဘူးဒီမှာလည်းဓမ္မတို့ခမည်းတော်စွမ်းရည်သတ္တိတော့ဘာမှမရှိဘူးမှန်ပါဗျာကံစေဝုဒ္ဓဝါဒတိသောကြားလေးเจ้าဤစွမ်းရည်သတ္တိနဲ့ခမည်းတော်ခိတ္တနေကြတာပဲမှန်ပါဗျာတပည့်ကြခொနည်းကျိုင်းတော်ဓမ္မတစ်ချောင်းနဲ့ဖြောက်ကြည့်မယ်ဆိုတစ်ချောင်းနဲ့တစ်ဖက်ကတစ်ခုသာဖြုတ်လိုက်ဥဝါရတော်တော်အသွားနှေးပြီမှန်ပါဗျာနှစ်ခုဖြုတ်လိုက်ရင်တော့လမ်းသွားကုန်သွားနိုင်မလဲတော့တာပဲဒီမှာခမည်းတော်ကဟိုပုဂ္ဂိုလ်ကတော်တဲ့ခမည်းတော်ကတစ်ချောင်းပြုတ်ရင်ကိုပြုတ်တယ်မှန်ပါဗျာဒုက္ခမောမှန်ပါပြုတ်ရင်ပြုတ်ပါဘုပုဂ္ဂိုလ်ကဂျိုင်းတော့တစ်ခုဖြုတ်လိုက်မှတစ်ခုကြံတော့တစ်ဖက်တည်းနဲ့လွှဲသွားသေးတယ်မှန်ပါဗျာခမည်းတော်ကဒီလိုကိုလွှဲသွားလို့မဖြစ်ပါဘူးဗျာကံဖြုတ်လည်းပြုတ်တာပဲစိတ်ဖြုတ်လည်းပြုတ်ပါဘူးဥရုဖြုတ်လည်းပြုတ်ပါဘူးအာရပြုတ်လည်းပြုတ်ပါဘူးခင်ဗျားတို့ကတစ်ချောင်းဖြုတ်ကိုမခံနိုင်ဘူးရှင်းမလားရှင်းပါပြီဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်သူများပြပြင်ထားတဲ့သင်္ခါရခန္ဓာကိုယ်ဝါမပိုင်တဲ့အနတ္တခန္ဓာဆိုရင်တော့လွဲလားမလွဲပါဘူးဗျာကောင်းပြီဒါဖြင့်ဒကာဓမ္မတွေဒီသင်္ခါရခန္ဓာကိုယ်ကြီးဖြင့်ဒီနေ့ရှင်းရှင်းလင်းလင်းသိပါပြီသိသွားကြလားသိပါပါဗျာဒါဖြင့်တရားဓမ္မတော့ကိုယ်စွမ်းရည်လားနောက်အကြောင်းကြီးစွမ်းရည်လားအခုနေနိုင်ကြတယ်နောက်အကြောင်းကြီးစွမ်းရည်သတ္တိနော်နောက်အကြောင်းကြီးစွမ်းရည်သတ္တိတရားဓမ္မတို့တဲ့ဒီခန္ဓာ၅ပါးနောက်အကြောင်းကြီးစွမ်းရည်သတ္တိနဲ့ခင်ဗျားတို့ပြုံးနိုင်တယ်လဲသူတို့ကြီးစွမ်းရည်သတ္တိရနိုင်တယ်လဲသူတို့ကြီးစွမ်းရည်သတ္တိလက်ကလေးနဲ့ထမင်းယူစားနိုင်တာရောကန်းကြောင့်ဖြစ်တဲ့ဝါရဒကလေးကသူကလှုပ်ပေးလိုက်ပြန်တော့ဥက္ကမောင်ရေထမင်းလေးပါဇက်တဲ့ရအောင်သွန်းနိုင်ကြတာပေါ့ဗျာကန်းကြောင့်ဖြစ်တဲ့ကမ္မဇဝါရောကန်းကြောင့်ဖြစ်တဲ့ဝါရောကံကူညီမပေးပါဘူးစိတ်ကြောင့်ဖြစ်တဲ့ဝါရောကလည်းစိတ်ကူညီမပေးတော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဒီထမင်းပွဲထမင်းရှိတဲ့နေရာလက်ကိုလှမ်းလို့မရဘူးမရပါဘူးရပါမရပါဘူးဒါဖြင့်ဒကာဓမ္မတို့ကိုယ်ပိုင်ကိုယ်ဆိုင်ခန္ဓာကိုယ်ထဲမှာဘယ်ရှိကြဘာမှမရှိဘူးဆိုတာကောင်းကောင်းရိပ်မိဒါဖြင့်ဒါသင်္ခါရတရားဟာအနတ္တတရားဟောတာပါသင်္ခါရတရားလို့သာဆိုလိုက်တယ်စင်စစ်တော့ခင်ဗျားတို့ညာထဲမှာဘယ်ဟာမှမပိုင်ပါလားဆိုတဲ့အနတ္တရောက်လာရှင်းမလားသို့တော့ခင်ဗျားတို့ကအနတ္တရဲ့လည်းမသိတော့ဘူးသင်္ခါရတရားလို့လည်းမသိသင်္ခါရတရားဟာခိုင်မြဲတဲ့အနတ္တခိုင်မြဲတဲ့သဘောမရှိပါဘူးဆိုတာလည်းမသိတော့ဘူးတဲ့ဒကာဓမ္မတွေဟာကြွားလိုက်မောလိုက်ပြောလိုက်ဆိုလိုက်မှန်တက်လိုက်တဏှာနဲ့ခင်းလိုက်မာနနဲ့ထောင်လိုက်ဟမ်ဒိဋ္ဌိနဲ့ငါကုံငါထင်လိုက်ဆိုတာဒီသင်္ခါရတရားမသိတဲ့ဖြစ်ထွေဟာတဏှာမာနဒိဋ္ဌိတိုးလာတယ်လို့ဘုရားရင်တို့ခမောင်တို့မှတ်လိုက်စမ်းမှန်ပါဗျာသင်္ခါရတရားမသိလိုက်တာတဲ့တဏှာမာနဒိဋ္ဌိကတခါတည်းဒီခန္ဓာကိုယ်ပေါ်မှာခင်းလိုက်တဲ့တဏှာလည်းလာလိုက်တာပဲမှန်ပါဒီခန္ဓာကိုယ်ကြီးကငါသွားနိုင်သေးတယ်ကွမင်းတို့လည်းအကြမခံနိုင်သေးဘူးဆိုပြီးမာနရောရပါပါငါအယုငါချီနိုင်သေးတယ်ဆိုတဲ့ဒိဋ္ဌိကရပါပါအမှန်တည်းလာချက်ကောင်းပါလားကောင်းပါဗျာဒကာဓမ္မတို့ဒါဘာမသိလို့ပါလိမ့်မလို့မှန်ပါဗျာဩဒါကြောင့်ယနေ့သင်္ခါရတရားကိုပိုင်ပိုင်ပြောနေတယ်ဆိုတာဒကာဓမ္မတွေကောင်းကောင်းသဘောကျဖို့ကောင်းပါလေဘာပိုင်ပိုင်ပြောနေပါသင်္ခါရတရားပိုင်ပိုင်ပြောဒါမသိလို့တဏှာမာနဒိဋ္ဌိလာနေတာမှန်ပါဗျာဥက္ကမောဘယ်နဲ့ကြောင့်သင်္ခါရတရားမသိလို့တဏှာမာနဒိဋ္ဌိလာနေတာသင်္ခါရတရားဒါပြန်ဆရာသမားကမှဘုန်းကြီးတို့ဓမ္မတွေသင်္ခါရတရားသင်္ခါရတရားပဲလို့မှရှင်းရှင်းလင်းလင်းဘုံဘုံဖွင့်မပြလို့ရှိရင်ဖြင့်ခင်ဗျားတို့တဏှာနဲ့လည်းဒီခန္ဓာကြီးခင်တော့မှာပဲမှန်ပါပါမာနနဲ့လည်းသူ့အာကိုပြီးထောင်တော့မှာပဲမှန်ပါပါဒိဋ္ဌိနဲ့လည်းဒါကြီးကငါဟာပဲဟောဒီလေးပါးနဲ့ဘာမှမဆိုင်ဘူးငါပိုင်တယ်လို့ထင်နေမှာပဲမှန်ပါပါမထင်ပဲဘူးလားမှန်ပါပါအဲ့ဒါတော့ခင်ဗျားတို့ဒီတဏှာယူမာနယူဒိဋ္ဌိယူဆိုတဲ့မသိယူတွေကဥဝမများလားများပါဘူးဒါဘာမသိလို့ပါသင်္ခါရတရား
သင်္ခါရတရားမသိကြတဲ့ကဥပါရင်အနတ္တမသိဘူးမှန်ပါပါစိတ်သာချတော့မသိတော့ဘူးသင်္ခါရတရားမသိကြတဲ့ကအနတ္တအနတ္တမသိလို့ရှိရင်ဖြင့်လှည့်ကြပြီဆိုအတ္တဝင်တော့မှာမှန်ပါပါအတ္တဒိဋ္ဌိဝင်ပြီဘူးလားမှန်ပါပါအတ္တဒိဋ္ဌိဝင်လာရင်ခင်းတဲ့လောဘကောမှန်ပါပါမာနကောမှန်ပါပါဩဘုန်းကြီးဓမ္မတွေသင်္ခါရမသိမှုကြောင့်တဏမာနဒိဋ္ဌိဆိုတဲ့ပပင်စာတရားတွေဘွားရမှန်ပါပါသင်္ခါရမသိမှုကြောင့်သေသေးချာချာမှတ်ပါသင်္ခါရကိုမသိရင်ပပင်စာလာမယ်သင်္ခါရသိရင်ပပင်စာချုပ်မယ်ပပင်စာချုပ်ရင်တန်တရားစကမ်းသိမ့်မယ်သဘောပါရကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ခန္ဓာ၅ပါးဘာတရားပါလိမ့်မယ်သင်္ခါရတရားသိတဲ့ဖြင့်အနတ္တကတွန်းဝင်သွားကိုလောက်ထားတာဒီဖြင့်တပည့်ဘုမပါတော့ဘူးပါသေးရဲ့လားကိုပိုင်ကိုဆိုင်ကိုမရှိတော့ဘူးဆိုတော့ငါဥစ္စာမရှိတော့ဘူးဆိုတော့အတ္တဒိဋ္ဌိကပြုတ်ထွက်သွားတယ်ပြုတ်ဘူးလားပြုတ်ပါဘူး gain ဒါပြန်ဟိုင်းနဲ့ဒီရန်ဖြစ်သားနဲ့ကျင်းလင်းမြရန်ဖြစ်ကြသားနဲ့မင်းနဲ့စကားမြကြသားနဲ့မင်းနဲ့ခင်ပြီးယူရနေကြဘာဖြစ်နေကြတာအိုးသင်္ခါရမသိလို့ဖြစ်နေကြတယ်ဘယ်လိုမှတ်ကြသင်္ခါရမသိလို့ဖြစ်နေကြဒါဖြင့်ဒီသင်္ခါရမသိတဲ့တန်ကျက်ဟာသွတ်တော့ခေါင်ယူတာမှန်ပါဗျာသင်္ခါရမသိတဲ့တန်ကျက်သွတ်တော့ခေါင်ယူပါဗျာဟိုကမနာနဲ့တော့မနာပါဗျာခင်ဗျားတို့ကပိုးနေသေးတယ်ဟုတ်ပါဗျာပိုးနေသေးတယ်ဥက္ကမပိုးဘူးလားဗျာပိုးသေးတယ်တဲ့ပိုးသေးတယ်တခါတလေများလူကြီးတွေလောက်တဲ့ပုဂ္ဂိုလ်ကတခါတည်းအလိုမကြများဖြစ်ပြီးဒီကာလနေလိုက်တဲ့အခါကိုတကယ်အဟုတ်ကြီးထင်ပြီးဒီကာလကြွားလုံးတွေများထုတ်ပြီးနေတဲ့အခါကျတော့အိုးသင်္ခါရတရားကိုဘိဗိဒာပြောက်မှန်ပါဗျာဥပါရင်ပြောက်ဘူးပြောက်ပါဗျာပြောက်တယ်အဲ့ဒီခါကျတော့အတ္တဒိဋ္ဌိရောတဏှာကဥစီမာနကဥစီဒိဋ္ဌိကလည်းဥစီလာတဲ့အခါကျလို့ရှိရင်ဖြင့်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုနေစရာမရှိအောင်ဖြစ်လာမှန်ပါဗျာဒီကယူလေလူကြီးလုပ်တဲ့လူကယူလေလူငန်းနေစရာမရှိလေမှန်ပါဗျာရင်းမိပါလားလူကြီးလုပ်တဲ့လူကယူလေလူငယ်ကနေစရာမရှိလေဟုတ်ကောဗျာတိမ်မာယူထားတယ်ဆိုတော့ဘယ်အကောင်းကြီးပြေးဘူးရှိတော့တိမ်မာလူတယောက်ယူထားရင်အကောင်းကြီးပြေးရင်းမိဗလားအဲ့ဒါကိုယ့်အိမ်ကိုကြတော့ဗာများဖြစ်ကြအောင်မှာတော့ဆိုတာကိုလည်းစဉ်းစားရရင်းမိဗလားရင်းမိကြပါဒါတော့ပေါ်အောင်ပြောနေလို့ရှိရင်ဖြင့်ပေါ်တော့ပါပြီဥပါရင်မပေါ်သေးဘူးလားပေါ်ပါဗျာဒါဘုန်းကြီးကဟောကြတယ်မဟုတ်ပါဘူးတဲ့ဒီဥစ္စာဘုရားကိုကဟောထားတာရှိမှန်ပါပါကဲဝတ္ထုထုတ်ကြပါစို့တရားဓမ္မဥပကကြီးရတရားဓမ္မတို့ဘုရားနဲ့လက်ဥစွာတွေ့တယ်နော်တွေ့ပေမဲ့လည်းသူသည်ဘာလူကြီးကမပြည့်စုံဣန္ဒြေဉာဏ်တွေကမရင်ကျက်သေးတော့ဘုရားနဲ့အရင်တွေ့ပေမဲ့သင်ဟာဣန္ဒြေတွေကောင်းတယ်ရောင်ရှင်းလင်းနေတဲ့သင်္ဘုရုတွေတုံးတို့မေးတဲ့အခါကျတော့ဘုရားငါဆရာမရှိပါဘူးကွာမင်္ဂပါအောင်တဲ့ဇိနာဆိုတာငါပါအနန္တဇိနာဆိုတာငါပါပဲလို့ဩဟုတ်ပေမှာပဲထူးတဲ့ပုဂ္ဂိုလ်ပဲဆိုမျက်နှာလွှဲသွားတာရှိတာပဲမှန်ပါဘူးဘုခမောင်ကျွတ်ကြလားကျွတ်ပါဗျာနောက်တော့မင်္ဂနာရွာရောက်ပြီးဒီကလာမုတ်ဆိုးတယောက်နဲ့တွေ့လို့မုတ်ဆိုးကကြီးညိုကိုဝယ်ပြီးဒီကလာနေတဲ့အခါသူစာပါနဲ့အိမ်အောင်ကြလို့ကုပဆိုတဲ့သားတယောက်မွေးဖွားအဲ့ဒီချိန်ကြတော့မှသာဝကနှင်းထုတ်လို့ဘုရားစီရောက်တဲ့အခါသူလည်းတရားဓမ္မကျိုးစားလို့ပေါက်တယ်ထားပါတော့နော်တို့တော့အဲ့ဒါမလို့ကျင်ပါဘူးတဲ့သင်္ခါရသတ္တရဏတိကသူ့ဘကိုခေါ်တာအဲ့ဒီမှာသူထွက်ပြေးပြီးခါလာဘုရားစီသင်္ကန်းတွေဘာတွေပြီးပေါက်သွားပြီးသူ့ဘသာဝနဲ့နေနောက်သူ့ဘလည်းကြည်ရင်ပြီးဒီခါလာတော့သူလည်းပညာလေးကပါတော့သူ့စိတ်ထဲမှာမေးကျင်တဲ့စကားသုံးခုကရှိမေးကျင်တဲ့စကားသုံးခုကဘာရှိတုံးဆိုလို့ရှိရင်ကောင်းကင်မှာသွားတဲ့ပုဂ္ဂိုလ်များခြေရထင်မလားသူစိတ်ကံတန်ရရှိဒီဖယားဒီသာသနာဖယားသာသနာမှတပါဂေါရမဖယားသာသနာမှတပါတပြောသောသာသနာများမှာသောတာပန်တရားကအနာဂံယန္နာများရှိရလားဒါလည်းသူမေးချင်ကောင်းကင်မှာခြေရရှိသလားတင်းနာမှာမေးချင်တယ်ဥက္ကမောင်ကြီးဒီဘုရားသာသနာမှတပါးတခြားသောသာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်များသောတာပန်တရားကအနာဂံယန္နာဖြစ်နိုင်ရဲ့လားသင်္ခါရတရားများမြဲတယ်လို့ရှိရလား
ဒီသုံးပု္ပ္ပာသူစိတ်တွေပေါ်လာသာဝိတသုဘပု္ပ္ပာသုံးကျဲသဘောကျလားကောင်းကင်မှာသွားတဲ့ပုဂ္ဂိုလ်များခြေရရှိပါသလားဒါသူမေးတယ်ဘုရားသာသနာမှာတပါးတခြားသောသာသနာ၌သောတပန်သရဂံနာဂံယန္တာဖြစ်နိုင်ရဲ့လားနှစ်ချက်ရှိသွားသင်္ခါရတရားများခိုင်မြဲတယ်လို့ရှိပါရဲ့လားဒီသုံးခုမေးခြင်းတော့ဘုခမောင်တို့ကကဏ္ဍနဲ့တွဲကြည့်တာပေါ့နော်ကဏ္ဍနဲ့ပဲတဲ့ဘုရားနဲ့ဥပကနဲ့တွေ့သွားပြီဥပကကလည်းအတော်ကြီးပြီနော်ဒီအချိန်မှာကြီးပါဘုရားကလည်းဘုရားဖြစ်စအတော်ကြီးပြီခါလာနဲ့သူအိမ်တော်ကြပြီခါလာသူ့ဘဆိုတာလေးနဲ့မွေးတော့ဘုရားသည်ဘုရားဖြစ်တယ်နဲ့သူ့ဘမွေးတယ်နဲ့တရားမကွာထားဘူးမကွာလာဘူးကွာလာတစ်နှစ်နဲ့ပဲအဲ့တော့သူ့ဘကဒီသုံးခုသူညာထဲမှာပေါ်နေတော့ဒိဋ္ဌိဆရာကြီး6ယောက်ရှိသိသိတို့နော်မဂရိကောသလပုရဏကတ္တဗတယ်ဆိုတဲ့ဒိဋ္ဌိဆရာကြီးတွေ तू ကသွားပြီးဥက္ကမမေးတယ်ဒီ၃ချက်ကိုပုဂ္ဂိုလ်တွေကလဲကိုမဖြေနိုင်ဘူးလဲကိုမဖြေနိုင်တဲ့သူစိတ်ထဲမှာဂေါရမဘုရားတော့မေးမယ်မေးချင်ပဲ तू ကငယ်သေးတယ်အမရိအတော်သားကြီးနေဂေါရမဘုရားငယ်သေးတယ်အဲ့ဒါဟိုဒိဋ္ဌိကြီးတွေကတော့ဘုရားတွေကြီးတာဟုတ်ဗျဘုရားမဖြစ်ခင်ကသူတို့ဘုရားလုံနေတဲ့လူတွေရိပ်မိဗလားအဲ့ဒါသူစိတ်ထဲမှာဒီဘုရားဒီပုဂ္ဂိုလ်တွေကတော့မဲလို့သူမေးတာကျင်တဲ့လောက်ဖြေမှုမရဘူးဂေါရမဘုရားကိုလည်းမေးတော့မေးကျင်တယ်မေးပင်မဲ့လည်းကိုဘုရားတွေလောက်အသက်ကြီးတာမဟုတ်တော့သူကဘုသူတ္တနဲလိုက်ဦးမယ်ဒါကြောင့်ဒီပု္ပ္ပာသုံးခုသူမမေးသေးဘူးအမလေးတော့ကြီးကျယ်နေတာဒကာဓမ္မတို့သာဝသားကတော်ကြီးကျယ်နေတယ်ဆိုတာရိပ်မိပဲနောက်ကြတော့ဘုရားကလည်း45ပါပြည့်ပါရဲ့သက်တော်ကလည်း80ပြည့်ပြီးတော့အင်းချင်းပင်မန္တမင်းတို့နေရာမှာအင်းချင်းပင်နေကြတဲ့မှာဘုရားပြိဋိဘံစံတော့မယ်ဆိုတာသူကြားငါလည်းပု္ပ္ပာသုံးချက်ကလည်းရှိသေးမေးကြဘောရမလည်းငယ်တယ်တော့ငါမွေးပဲထားခဲ့တာတော့ကြားပြီခုတော့လည်းပြိဋိဘံစံတော့မယ်လို့ကြားတယ်မမေးလိုက်ရင်ငါကတော့ဒုက္ခဖြစ်တော့မှာပဲမမေးလိုက်ရဘူးဘောရမလည်းပြိဋိဘံစံသွားပြီငါမမေးလိုက်ရဘူးဆိုရင်ငါတန်တဲ့ငါဝိဇိကိစ္စနဲ့ငါခဲရကြီးရဲ့ဥပါရင်သူဟာသူဝင်မြဲနေတာမှန်ပါဗျာအဲ့တော့ဒကာရမတွေကတော့မှတ်ပါဒီဟာအမှန်ချက်ကောင်းလို့ပြောပါတယ်ဘုရားကလည်းဒီပုဂ္ဂိုလ်မှမချွတ်ရသေးဘုခင်မောင်ပြိဋိဘံကိုမစမ်းမှန်ပါဗျာသူမချွတ်ရသေးရင်မစမ်းသေးဘူးစောင့်ရမယ်အဲ့တော့ဒကာရမတွေကတွေးကြဩသေမာတောင်တားပြီးစောင့်လို့လို့မဆိုလိုက်ဘူးလားဆိုလိုက်ပါဘုရားသေမာတောင်တားပြီးစောင့်ပြီးဒီကလာနေတယ်ဆိုတော့အဲ့ဒါမှတ်ထားကြတဲ့ခမည်းတော်ဝိပဿနာရှုပြီးဒီကလာဥမာသေမဝေဒနာလာတယ်ဆိုကြတယ်လူတိုင်းပဲသေမဝေဒနာတော့လာမှာပဲမှန်ပါပါအဲ့ဒီဝေဒနာကိုဖြစ်ပြမြင်အောင်ရှုပြီးဖြစ်ပြမောအောင်ရှုဖြစ်ပြအဆုံးရှုသွားလို့ရှိရင်ဖြင့်နိဗ္ဗာန်မြင်တယ်လို့ရှိရင်သိကိုမသိဘူးစောင့်လို့ရဘုခမောင်ရိပ်မိအသေးကိုတားနိုင်တယ်ဒကာဓမ္မတွေသဘောပါအသေးကိုတားနိုင်တယ်တဲ့အသေးကိုကြည်စမ်းတဲ့ဥပါရင်3လတည်ပြီးစောင့်သူ့ဘကညံမြင်မှုပြသူကလည်းစခန်းကခုနကပြောတဲ့တိုင်ကြီးနေတာဥပါရင်ကြားပြီးပြီမကြည့်ဘူးလားကြည့်ပါဘောရမဗျာငယ်တယ်တဲ့မွေးချင်မှုတဲ့သူမေးဖို့ရဒီပြန်ဒိဋ္ဌိဆရာဒီပြန်ဘုရားတွေအကုန်မေးပြီးတဲ့ကျင်းတဲ့လောက်တော့မဖြစ်နိုင်ကြပါဘူးတဲ့ဘောရမဘုရားမင်းမဲ့ကျန်တဲ့ငယ်သေးတယ်ဆိုပြီးငယ်နဲ့ဆိုင်လာတယ်ငဲသလားဗျပြီးတော့လည်းဘုရားကလည်းသိတယ်ဒီသူ့ဘာငါချွတ်မှကြွမှာငါလည်း3လရှိပြိဋိဘံဆာမှာသူ့မချွတ်ရသေးလို့ရှိရင်ပြိဋိဘံဆာမဖြစ်သေးဘူးဆိုပြီးတော့3လတည်းဒီဝေဒနာနုပါဒနာရှုပြီးတယ်ခန္ဓာကိုယ်ကြီးကိုဖလားသမဘာဆိုတဲ့နိဗ္ဗာန်ကိုအောင်ပြုနေတဲ့ဉာဏ်နဲ့ချုပ်ဆက်ထားခန္ဓာကိုယ်ကြီးဖေဘုရားမကြည့်ရရိမ့်မိပါလားအဲ့ဒါခမည်းတော်လှုပ်ထားတဲ့အလုပ်ဟာမသေးဘူးဆိုတာမှတ်ပါမှန်ပါဗျာဆမ်းမြောင်တာလှုပ်ပါမှန်ပါဗျာဖြစ်ဖြစ်မြင်ပြီးဒီကလာနိဗ္ဗာန်အောင်ပြုဖလားသမဘာသာဝင်စားနေဖလားသမဘာအတွင်းမှာဥပါဒေမသေးကောင်းဘူးမှန်ပါဗျာဒုက္ခမောင်ရိမ့်မိပါဒါရင်ခင်ဗျားတို့နိဗ္ဗာန်အောင်ပြုနေနိုင်လို့ရှိရင်သေရမသေးရမသေးရဘူးအဲ့ဒါနဲ့ဘုရားကခန္ဓာကိုယ်ကြီးဒုက္ခနာကိုယ်ကြီးပရိုဖရက်မကျဲပဲနဲ့နေအောင်ဖလားသမဘာနဲ့ချုပ်ထားတပည့်ကြသူ့ဘာဆောင်သူ့ဘာတယ်ဘုရုဆောင်သူ့ဘာဆောင်ကဲဒါဖြင့်ခ
ခင်ဗျားတို့လှုပ်ထားတဲ့တရားဟာဖြင့်သက်တမ်းတားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဥပါဒင်တို့ရှင်းသွားပြီရှင်းပါဗျာသေခြင်းတရားတော့မလွန်နိုင်ဘူးပေါ့ဗျာတားရုံတော့ရတာသေခြင်းတရားတော့ဘယ်သူမှမလွန်နိုင်ဘူးမရဏဓမ္မမရဏနာတိတော့မလွန်တော့မလွန်နိုင်ဘူးပေါ့မလွန်နိုင်ပေမဲ့လည်းတားလို့ရမှန်ပါဗျာရှင်းမလားရှင်းပါဗျာတားလို့ရပါတယ်တဲ့ဘာနဲ့တားတော့ဖလားဓမ္မဘာနဲ့တားဘာတယ်မတို့ဘာနဲ့သားကြမလဲဖလားသမဘာဆိုတာကတခြားမှမဟုတ်ပဲနိဗ္ဗာန်အောင်ပြုနေတာဖလားသမဘာကြီးမှန်လားသဘောကျဒုက္ခမောင်နေရကြရပါဗျာကဲဒါဖြင့်ဒကာဓမ္မသူ3လတိတိဆောက်ဖို့ကလည်းအမေးကိုမလာဘူးမလာပဲမဲ့လည်းဒုက္ခမောင်ဆောင်းရလိမ့်မယ်မှန်ပါဗျာဒီပုဂ္ဂိုလ်သူများချွတ်လို့လည်းရမှာမဟုတ်ဘူးဖယားနဲ့မှကျွတ်တောင်းဝင်ရမယ်ဖယားဝင်နေရလို့မှတ်ထားကြမှာရှင်းမလားအဲ့ဒါဒကာဓမ္မတွေဒီဘုန်းကြီးကပြောကြတာကဩဘုရားဝင်နေရတယ်ဒုံမပါဘူးဆိုတော့သေချာတော့ဘုရားဝင်နေရကအစမှပြင်ဆွဲကြည့်အဆုံးမှဒီသူ့ပါဓာငါလူကုန်ပြီတဲ့ကြံတဲ့ပုဂ္ဂိုလ်သူ့ဆရာနဲ့သူချွေရလိမ့်မယ်သဘောပါလားဘုရားဝင်နေရသူ့ပါအဆုံးပဲကဲဥပါရင်ကျေနပ်ပါလားကျေနပ်ပါဗျာအဲ့တော့ဓာကျန်တာတွေကောလို့ဆိုကျန်တာသူများဝင်နေရသူများချွတ်လိုက်မယ်တဲ့ငါဆိုင်နေပုံမျိုးငါရှိလို့ကြွမှာမဟုတ်ဘူးတဲ့သူ့ဆရာနဲ့သူတွေ့မှာကြွမှာရိမ့်မိဗလားဘာလဲတော့ကဲဒါဖြင့်ဒီဓမ္မတွေကဩသူ့ဆရာနဲ့တို့နဲ့ဒီလိုသွားရမှာကိုဆိုတော့သုံးမြတ်ရှာပြီးလှုပ်တလုံးခရဆောင်းမနေနဲ့ခရကလည်းမဆောင်းပါဘူးခင်ဗျားတို့စောင့်သေးလားစောင့်ပါဗျာနောက်ဘုရားခင်ဗျားတို့ကကြိုးဆောင်နေမဲ့လေသူဝေနေရမဟုတ်ဘာကုန်ပါဘူးစိတ်သက်သာပါပါမပါဘူးတဲ့အကဲဝေနေရဖြစ်စေအောင်တော့ဒီတရားတွေကဝိပဿနာလုံးမထားဘူးလေဘာဟောမှမသိဘူးမှန်ပါဗျာပါနိုင်မပါနိုင်ပါဗျာကဲခမောရိမ့်ပြီကဲဒါဖြင့်ခင်ဗျားတို့ရှုနေတဲ့တရားသက်တမ်းကိုလည်းတားမြစ်နိုင်တယ်ဆိုတဲ့အသေးပဲရှင်းသွားပါရှင်းပါဗျာဖလားသမဘာနဲ့ချုပ်ဆက်ပြီးဒီကလာဒီသုဘကိုဥပါဒေနဲ့3လတိတိစောင့်မှန်ပါဗျာကိုကလည်းမလာဘူးမလာမှဘယ်ရတော့သိတော့သိဟာဒီကောင်တော့ငါပြိဋိဘံဆံဃာနီချိန်တိုင်းမှလာမှာပဲဆိုတော့သိတယ်ကဲဥက္ကမောကြီးမှန်ပါဘယ်ချိန်လာမှာလဲချိန်တိုင်းပါအဲ့ဒီမှာရှင်အနန္ဒာကသူကလည်းဘုရားကပြိဋိဘံဆံတော့မှနေဝင်ဆံတော့မှအာယုန်တက်လို့ရှိရင်ပြန်လုံးလုံးဝင်ရင်ချုပ်တော့မယ်အဲ့ဒီရင်ကဲဘောတော်ဘုရားလည်းအဲ့ဒီအင်းချင်းမိန်မျိုးကြားမှာပြိဋိဘံဆံမယ်လို့ကြားပြီဆိုတဲ့ကအဲ့ဒီရောက်နေတာကိုသူသိနေပြီဗျကဲဒါပြန်ဥက္ကမောမခက်လားဟမ်ခိုးကမဆောင်ဘူးဆိုရင်မခက်ဘူးလားသူခက်ပါဘူးအဲ့ဒါနဲ့ပဲသူသွားရရှင်လားမဝင်ရဘူးလူမာအရေးကြီးနေတယ်ဒီရင်ဘုရားကနေပြီးဒီကလာညီရဏနာသူ့ဘာဖွင့်ပေးလိုက်ကွာဒါစောင့်နေတာဘူးသူရှင်းပြီဗလားသူ့ဘာဖွင့်ပေးလိုက်ဘာကွာမတားပါနဲ့ဆိုတော့ဘုရားညောင်ဆောင်မှာပြိဋိဘံဆံမလို့ဝန်တွေဘာတွေလျှောလို့နေတဲ့အချိန်မှာသူသွားပြီးတော့ဥက္ကမောမဲတာပဲမဲတော့ခொနဲ့က3ချက်မဲတာပဲကောင်းကင်မှာဂေါရမဘုရားတဲ့ရှင်ဘုရားငယ်တယ်လို့မမေးပဲထားတာအခုတော့ပြိဋိဘံဆံမယ်ဆိုတော့မမေးလိုက်ရမှာဆိုတော့လာမေးတာသူကနိဗ္ဗာန်ရချင်တော့မဟုတ်သေးဘူးမမေးလိုက်ရမှာဆိုလို့လာမေးတာပါတဲ့အရင်တုန်းကသူဟာတဲ့ဆိုင်းလာခဲ့တာကြာပါပြီတဲ့ဂေါရမဘုရားကလည်းဘုရားတဲ့အငယ်ဆုံးဖြစ်နေတော့မဲလို့ဒီပု္ပ္ပာဖြေနိုင်မှမထင်ဘူးအခုတော့ပြန်ပြိဋိဘံဆံတော့မယ်လို့ညောင်ဆောင်ပေါ်ရောက်ပြီးကြားတော့ဘုရားကလာခဲ့တာမမေးလိုက်ရရင်သူဒုက္ခသူ့မှာဒေါမနတာဖြစ်နေမှာဆိုလို့လာမေးရပါတယ်လို့အမခတ်တင်းတင်းမှလာတယ်သဘောပါကြလားအဲ့ဒီတည်းမှကဲမေးကွဘုရားလည်းပြိဋိဘံဆံတော့မေးပါကွဆိုတော့မှသူမေးတာကောင်းငင်များခြေရာကောင်းငင်သွားတဲ့ပုဂ္ဂိုလ်တွေခြေရာများထင်ပါသလားဒကာဓမ္မတို့ဘယ်နဲ့ဖြေပါကောင်းငင်သွားတဲ့ပုဂ္ဂိုလ်တွေခြေရာနဲ့ခင်ဗျားလည်းအဖြေပဲပေးပါတော့ဘယ်နည်းနဲ့ထင်မလို့မြကောင်းငင်မှာသွားတဲ့ပုဂ္ဂိုလ်ခြေရာမထင်နိုင်ဘူးရိမ့်မိဗလားအကသေဝဗရဏတိသမနောနတိပါယိတဲ့ဒီဂေါရမဘုရားသာသနာဂေါရမဘုရားသာသနာဆိုတာခင်ဗျားတို့နှစ်ကိုသွားမိဘူးနဲ့နော်ရွက်ကုန်မှာဆိုတဲ့ဥပါတဲ့သာသနာဆိုတာကနောက်2400ကျော်ကြံသေးတာပဲလေအဲ့ဒါကြီးသွားယူမနေနဲ့အဲ့ဒါနှစ်ခေါ်တယ်သာသနာမဟုတ်ဘူးသာသနာဆိုတာကအခုဖြစ်ပြရှုဟုတ်လားဒီအဆုံးမပြီ
သာသနာခေါ်တာသာသနာဆိုတာနှစ်ကိုခေါ်တာလားဆုံးမကိုခေါ်တာလားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ကနှစ်တည်သာသနာလုပ်နေတာသေချာလွဲတယ်နော်သာသနာဆိုတာဘာပါလဲအဆုံးမဘုရားခင်ကိုရမကြီးဟောကြားထားတဲ့တရားတိုင်းကျင့်ကြံကြဆိုတဲ့အဆုံးမရှင်းမလားအဲ့ဒီအဆုံးမဘာခေါ်ကြမလဲဒါသာသနာလို့မှတ်လိုက်ကြသပါတဲ့အဲ့တော့ခொနည်းကတင်းနံပါတ်ကကောင်းငင်မှာခြေရရှိပါသလားဆိုတော့ဘယ်နဲ့ဖြေကြတော့အရှင်ဘုရားသာသနာမှတပါအရှင်ဘုရားအဆုံးမှတပါခொနည်းဒိဋ္ဌိကြီးဘုရား၆တရားရှိသေးတယ်မဟုတ်လားအဲ့ဒီအရှင်ဘုရားအဆုံးမှတပါတပါးသောဒိဋ္ဌိတို့သာသနာတော်မှာဆုံးမတဲ့တရားများဟာသောတာပန်သရဂံအနာဂံဖြစ်နိုင်ပါရဲ့လားလို့မေးတာအဲ့တော့သူကငါဘုရားရဲ့အဆုံးမှတပါကျန်တဲ့အဆုံးမဟာသောတာပန်သရဂံအနာဂံယန္တာနိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်ဘူးကွာသူခမောင်ရိမ့်နေလားသူပါတယ်ငါရိမ့်မိသူကမေးလို့ဖြေတာနော်အဲ့ဒါကိုတရားဓမ္မတွေကအခုဘုန်းကြီးများဟောနေတာဘုရားကြီးအဆုံးမကြီးပဲဒီအဆုံးမအတိုင်းခင်ဗျားတို့ကလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်လို့ရှိရင်ဖြင့်ခင်ဗျားတို့လိုရှိတဲ့ဒုက္ခခတ်သိမ်းကင်းခြင်းနဲ့နိဗ္ဗာန်ရောက်မယ်နော်1900ကိလေသာအပူဓာတ်အလောင်ဓာတ်တို့သိမ့်တဲ့အရက်ကိုရောက်မယ်တဲ့ဒုက္ခခတ်သိမ်းကင်းခြင်းနဲ့ရှိရောကိလေသာခတ်သိမ်းခြင်းနဲ့ရှိရောရောက်မယ်ဆိုတာသဘောကျအဲ့ဒါခင်ဗျားတို့ဘာမှပူစရာမရှိဘူးဘာမှပူစရာမရှိဘူးအခုဘုန်းကြီးပြောနေတဲ့အဆုံးမအတန်ရုပ်ပါဠိတော်ဓမ္မဝရပါဠိတော်ဘာနာသပါဠိတော်ဒီလိုပါဠိတော်ကဟာဒီဆုံးမဒါဘယ်အဆုံးမကြီးပဲတရားဓမ္မတွေအဲ့ဒီအဆုံးမအတိုင်းခင်ဗျားတို့ကဘုန်းကြီးပြောတဲ့အတိုင်းသာလိုက်နာကျင့်ကြံကြိုးကိုလို့ရှိရင်သောတာပန်သရဂံအနာဂံယန္တာဘယ်အခါမှဆိုဖြစ်နိုင်တယ်သဘောကျဘယ်အခါမှဆိုဖြစ်နိုင်တယ်လို့ဆိုတော့သိကြပါလားဘုခမောသိကြပါလားသိကြပါလားဩဒါဖြင့်ဆုံးမတဲ့ဆရာကဖြင့်မလိုပါဘူးမလိုပါဘူးဗျာလိုက်နာမဲ့ပုဂ္ဂိုလ်လိုချင်လိုလိမ့်မယ်လိုပါဘူးကိုလိုလို့ဖြစ်တာတော့ဘုန်းကြီးများကမတတ်နိုင်ဘူးမှန်ပါဗျာဆုံးမရတာကတော့ပြန်သောတာပန်သရဂံအနာဂံယန္တာဖြစ်နေတယ်ဆုံးမကြီးဆုံးမမှန်ပါဗျာဆုံးမတဲ့အတိုင်းလိုက်နာပြီးခင်ဗျားတို့ကဒီနေ့တိုင်းသာလောက်ကြမယ်ဆိုရင်တော့ဖြင့်ဘုရားမရှိတယ်လေခင်ဗျားတို့နဲ့မဆိုင်ဘူးဘုရားရှိလို့จิตတမ်းဝင်တာတွေတပုံကြီးပေါ့ဗျာဘုရားရှိရနဲ့လေအဲ့ဒါဓမ္မတွေရှင်ဘုရားသာသနာမှတပါးသောသာသနာမှာသောတာပန်သရဂံအနာဂံယန္တာဖြစ်နိုင်ပါရဲ့လားလို့သူကမေးတယ်မဖြစ်ဘူးကွာငါဘုရားဆုံးမသွားတယ်သောတာပန်သရဂံအနာဂံယန္တာဖြစ်နိုင်တယ်ရှင်းမလားကဲတရားဓမ္မတွေဥပါဒင်တို့ဥက္ကမောင်တို့တရားသစ်တို့ဘုရားရွှေတို့အားငယ်ကြရှိရဲ့ရှိပါဘူးဗျာသိကြပါလားသိကြပါဘူးကဲဥပသိကြရင်ဟုတ်လားအားငါကြီးပေါ့ကွာအချိန်လွန်ပေါ့လို့ဒီလိုဆင်ခြင်မလဲလိုက်ပါနဲ့အဆုံးမလိုက်နိုင်ရင်ဘယ်ကြီးသောငယ်သောလူရဲမှုဖြစ်မှာလဲရှင်းမလားရှင်းပါဘူးအဆုံးမကိုသာဘုန်းကြီးတို့ဓမ္မတွေကလိုက်နာကြပါဟောဒီဝေဒနာကိုဒီလိုရှုกว่าစိတ်ကိုဒီလိုရှုกว่าရှုဆိုတဲ့တိုင်းလာရှုနေခင်ဗျားတို့မနေ့ကရှုတဲ့တိုင်းရှုနေမက်ကသူ့ဟာသူဆောင်သွားတာပဲမနေ့ကတရားနဲ့ဥက္ကမောင်ဆက်မိဘူးလားဆက်မိပါဘူးအဲ့ဒါအဆုံးမဆိုတာဒီရှုနေတဲ့လို့ဆိုတာသီလဆောက်တည်ပြီးကာလသီလမပြအောင်ထားပြီးကာလဥပဒနာသာရှုနေဥပဒနာမက်ကလောကုတ္တရာမဲ့ဖြစ်အောင်ဆောင်သွားမှာပဲမှန်ပါဗျာသိကြကြပါသိပါပါဒါပြန်အားမျက်ငယ်ကြရှိသေးတယ်ရှိပါပါဩတို့ကဘုရားဆူဆူနဲ့လွဲခဲ့တယ်ထင်ဂေါရမနဲ့နောက်ဆုံးမေလွဲရတယ်ကိုကျိုးနေတာပဲလို့မောင်းမေပါနဲ့မှန်ပါဗျာကိုကျိုးနေတာပဲလို့မောင်းမေတယ်သူသာဝကကပြင်စရက်ကြီးစအခုပြောတဲ့သူ့ဘအဆုံးကိုဗျာမှန်ပါဗျာသူ့နောက်မှာကျွတ်တောင်းဝင်လိုက်တယ်ဥက္ကမောင်နဲကြလားမနဲပါဘူးဟမ်ပြည်ကိုကျွန်းမှာဝင်လိုက်တယ်အိန္ဒိယမှာဝင်လိုက်တယ်ဟမ်ဓမ္မသောကလည်းထဲမှာကျွတ်တောင်းဝင်လိုက်တယ်သူ့သာဝကတွေဟုတ်သေးရလားဗျဟုတ်ပါဘူးသိကြဘူးလားကဲအဲ့ဒါတွေထောက်ကြည့်တော့မှဓမ္မတွေကဩတို့ကတော်တော်မိုက်ခဲ့တယ်ဒါကြောင့်ဘုရားဆူဆူလွဲခဲ့ရတာတို့တော့ပြန်ကိုကျိုးနဲဖို့လို့ဘာမှခင်ဗျားတို့ကဝန်မနေနဲ့သူ့ဆရာနဲ့သူကျွတ်တောင်းဝင်လိုက်မယ်လို့ဟောပြီးခဲ့ရှင်းမလားရှင်းပါပြီဘုရားဘယ်နှခုပြေသွားပါလဲကောင်းငင်မှာခြေရရှိပါသလားသင်္ခါရတရားမြဲတယ်လို့ရှိပါရဲ့လားရှိပါဘူးဒီဘုရားသာသနာမှတပါးသောသာသနာသောတာပန်သရဂံအနာဂံယန္တာဖြစ်နိုင်သလားမဖြစ်နိုင်ပါဘူးဗျာကဲသင်္ခါရတရားတ
တတိယချက်ကသင်္ခါရတရားများမြဲတယ်လေရှိပါသလားလို့မေးလိုက်ပြန်ကဲတရားဓမ္မတွေဘယ်နဲ့ရှိမြဲပါဘူးဒါသင်္ခါရတရားတွေဟာမြဲရလားမြဲပါသင်္ခါရတရားဆိုတာခင်ဗျားတို့ခန္ဓာ၅ပါးလို့ငကိုစိုးကြည့်သင်ထားမြဲပါရဲ့မြဲပါမမြဲလို့ဘောတရားဓမ္မတွေရာခဏခဏပြောင်းနေရတာနဲ့ရွှေ့နေရတာနဲ့တော်ကြရတာနဲ့တော်ကြရတာပြောက်ရတာနဲ့ပြောက်တဲ့ဝေဒနာပေါ်လိုက်ရတဲ့ဝေဒနာပေါ်လိုက်ဟုတ်လားဆာတဲ့ဝေဒနာပေါ်လိုက်ဝါတဲ့ဝေဒနာပေါ်လိုက်ပဲမြဲတာကိုပါသေးလားညောင်းတာပေါ်လိုက်အညောင်းပြောက်တာပေါ်လိုက်မြဲတာမရပါသေးလားမျက်စိနီးလာတာပေါ်လိုက်ဖြူးလာတာပေါ်လိုက်နားတွေကလေးသွားတာပေါ်လိုက်ကြီးလာတာပေါ်လိုက်ဒါခန္ဓာ၅ပါးမြဲသေးရဲ့လားမမြဲပါဘူးအဲ့ဒါခမည်းတော်စိတ်ကလေးလေမမြဲတာကိုခုဟာကအကျမ်းမမြဲတာပြောတော့အနုမမြဲတာကတော့ဖြင့်ခမည်းတော်စိတ်ကလေးစိတ်ကူးလိုက်ပျောက်သွားလိုက်စိတ်ကူးလိုက်ပျောက်သွားလိုက်ဒီလိုဘာမရှိဘူးလားရှိပါဘူးဝေဒနာလေးတွေဟိုကပေါ်ဒီကပေါ်ပျောက်သွားလိုက်ပျောက်သွားလိုက်မရှိဘူးလားရှိပါဘူးအဲ့ဒါသင်္ခါရတရားတွေမမြဲတာဗျသဘောကျသင်္ခါရတရားမြဲလားမမြဲပါဘူးဘာမြဲမလဲဒီဘာဓမ္မတွေဒီမှာဘုန်းကြီးကပို့တော့ဟောတာဒီကြောင့်တရားလေးပါရှိမှန်းလို့ခန်းနေရတာခင်ဗျားတို့ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထက်ပါရလားမှန်ပါဘူးဒါဖြင့်သင်္ခါရတရားမြဲနိုင်မှာမြဲပါဘူးသိကြပါလားသင်္ခါရတရားဘယ်တော့မှမမြဲဘူးလို့ခင်ဗျားတို့ဉာဏ်လေးနဲ့တဲ့ပြီးသားရှုနေကိုယ်စိတ်ကိုရှုကိုယ်ဝေဒနာကိုရှုကိုယ်ရုပ်ကိုရှုကြိုက်တာရှုမမြဲတာ तू ကပြောလိမ့်မယ်မမြဲတာခန္ဓာကပြောလိမ့်မယ်နော်မမြဲတာဘယ်သူကပြောမှာရှင်းမလားရှင်းပါပြီဒါနဲ့မေးသေးတယ်ဥက္ကမောင်ကြီးနော်နောက်ဆုံးမိတ်ဒီပု္ပ္ပာသုံးခုကတော့ပြီးသွားပြီထားပါလားမှန်ပါပါနောက်ဆုံးမိတ်သူငဲရတာကသူကလည်းသိမှတ်ရကမှန်ပါဗျာဟောအရှင်ဘုရားကလည်းအခုအင်းင်းမွေမျိုးကြားမှာပြိဋိဘံစံတော့မယ်အရှင်ဘုရားမရှိလို့ရှင်အရှင်ဘုရားသာသနာအရှင်ဘုရားရုပ်သိမ်းသွားတာလားဘယ်တော့မေးချက်ပိုင်မှန်ပါဗျာယန္တာတွေသောတာပန်သရအနာဂံဆိုတော့အကုန်ပြောက်ရမှာလားအာဣမေသသုဘရဘေကုသမာဝေရေယအတုံညောလောကောရန္တိအတ္တသူဆရာနဲ့သူတို့ကြီးနဲ့ငါဟောတဲ့တရားတွေဆက်ဟောပြီးနေမယ်ဆိုသောတာပန်သရကအနာဂံငါပြိဋိဘံစံလို့ဘလောက်ကြာရှိတယ်ကွာသိချာဟောတာပဲမှန်ပါဗျာဒုက္ခမောရိပ်မိပါဗျာဥပါဒံကဲကျွတ်တို့အားကိုးလောက်ပလားအားကိုးလောက်ပါဗျာဒါဖြင့်ဒကာဓမ္မတွေကိုယ့်အပေါ်မှာသာမှီတော့တယ်နော်မှန်ပါဗျာအဆုံးမကလည်းဒီဆရာဆုံးမနေတယ်ဒီဆရာဘုန်းကြီးဆုံးမနေတာဒကာဓမ္မတွေသိတဲ့တိုင်ဥက္ကမောပါဠိတော်ကလွယ်ဆုံးမတာဟုတ်ပါဘူးဟုတ်ပါပါဗျာဘယ်ဟောကြည့်ပါမဟုတ်လားမှန်ပါပါဘယ်ဟောကြည့်ဆုံးမပြီးဒီကရာနေတော့ဒီဆုံးမရှိနေဘယ်တော့မှသောတာပန်သရကအနာဂံယန္တာမစိတ်ပါဘူးကွာအမြဲတမ်းရှိပါတယ်လို့မပြောဘူးနဲ့သမာဝေရုံနဲ့ကျင့်တဲ့ပုဂ္ဂိုလ်ကသာကောင်းကောင်းမွန်မွန်ကျင့်ကြမယ်ပြောဆိုတဲ့တိုင်ကျင့်ကြမယ်ဆိုဘာမှပူစရာမရှိဘူးရမှာကြီးပဲရှင်းမလားရှင်းပါပြီဒါဖြင့်ဓမ္မတို့ဒီသူ့ဘာကျွတ်တို့အတွက်ပါမေးသွားတဲ့အိဗေရမှန်ပါဗျာဟုတ်ကျွတ်တို့အတွက်ပါမေးပါဗျာရှင်ဘုရားမရှိသာနာလုံးဝသောတာပန်သရကအနာဂံမရှိတော့ဘူးလားဆိုတော့အိုးသူ့ဘာပဲဆိုသူ့ဘာရဣမေပုဂ္ဂိုလ်တွေတဲ့တမန်ကောင်းစွာဝါမက်ကင်လို့ပေါ့ဗျာဝေရေယုံကောင်းစွာကျင့်နေကြဂုံညာရဟန္တိယန္တာတို့မှာအတုံရောဘယ်ခါမှမစိတ်ဘူးအတ္တဖြစ်ရ၏ဘယ်ခါမှယန္တာမစိတ်ပါဘူးကွာဆိုသောတာပန်ပါသွားလို့မှန်ပါပါသေးဘူးလားမှန်ပါပါကိုင်းဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်အတွက်ပါသူ့ဘာကမေးသွားတယ်ဆိုတဲ့အိဗေကိုရှင်းတော့ရှင်းပါပါအဲ့ဒါဖြင့်ဟိုကအငယ်စရာနှလုံးမသားစရာရှိသေးလားမရှိဘူးအငယ်စရာနှလုံးမသားစရာကတော့ခင်ဗျားတို့ဘာမှမရှိဘူးခင်ဗျားတို့ကိုယ်တိုင်ရှင်းတယ်နဲ့ပြင်းတာပေါ်မှာမှီရင်တော့မပြောတတ်ဘူးသဘောကျခင်ဗျားတို့ကိုယ်တိုင်ရှင်းတာကတမျိုးပြင်းတာကလည်းရှိသေးတယ်ရှင်းတာတော့ဘုန်းကြီးကကူပေးနိုင်ပြင်းတာတော့မတတ်နိုင်တော့ဘူးရိပ်မိလားရှင်းတာတော့ကူပေးနိုင်ပါတယ်လို့သံဃာတရားဟောလိုက်လဲခင်ဗျားတို့မဖြစ်အောင်လာမှာပါပဲဟုတ်ဘူးလားဘယ်လိုပင်ပြောပြင်းတဲ့အချိန်ကများနေတယ်ဆိုရင်တော့ဖြင့်ဒါမတတ်နိုင်တော့ဘူးဒါဥပဘယ်ထဲကတောင်ဆိုတော့ပြင်းတဲ့ထဲကလားပြင်းတဲ့ထဲကလားပြင်းတော့မပြင်းဖြစ်နေသေးဘူးနောက်ကဓမ္မတွေဒီတိုင်းပဲပြင်းတာကိုကူပေးနိုင်ပါတယ်ပြင်းတာကိုတော့ဖြင့်မတတ်နိုင်ဘူးဥက္ကမောင်ဒီလေးပဲရှင်းရတာရှင်းလာတော့ခင်ဗျားတို့ကဘယ်တော့ပဲ
ပါဠိနားမလဲလဲမြန်မာစကားနားမလဲလာခဲ့ကိစ္စမရှိဘုန်းကြီးရှင်းအောင်ပြောပေးမယ်ရှင်းတာကိုတော့အကုန်ကူညီပေးပါမယ်ရှင်းပြီးဒီကလာနားတော့လဲပါတယ်ပြင့်ပြီးမလုပ်တာကတော့ဖြင့်မတတ်နိုင်ဘူးရှင်းမလားအဲ့ဒါကြောင့်ဓမ္မတွေကိုယ့်အတွက်ကဘာပါလိမ့်မလို့ဆိုတော့ဖြင်းတာဆရာတောင်းဖြင်းတာဆရာသမားအကူညီပေးမယ်ဥက္ကမောင်ကြီးပြင်းတာကြတော့သူ့ဟာသူအိပ်ရတဲ့ပြင်းနေတာဘယ်သူကလာကူနိုင်မှာတော့မကူနိုင်တော့ဘူးဟုတ်လားသူ့ဟာသူဆင်းရဲလဲပြီးဒီကလာဟိုကရာသလေးဒီကနဲ့သမင်းစားသလေးအိတ်ရှင်လာပြီလေအဲ့ဒါတွေရှုပ်နေတာတော့မတတ်နိုင်ဘူးအေးပြန်အေးလို့ပူပြန်ရောပူလို့သွားပြန်လဲမွှချုပ်ပြန်တော့ဘယ်ကြက်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးရိပ်မိကလားအဲ့ဒါတွေကအမှန်တန်ရှုပ်ပါတယ်တဲ့ဒါကြောင့်အေလွန်ပူဇော်စောစောမိုးချုပ်သာဝရုံနဲ့လောက်ရမှုပြုအပ်ကိစ္စဆိုတဲ့ခင်ဗျားတို့လူမိုင်များအောင်းတဲ့ကြောင်ပြင်းတဲ့ဖြင်းတဲ့ကြောင်က16ကြောင်ရှိတယ်ဘုရားအဲ့ဒါလည်းသိတယ်ခင်ဗျားတို့ရိပ်မိကလားဘုရားကဒါလည်းသိတယ်အေလွန်ပူဇော်စောစောမိုးချုပ်သာဝရုံနဲ့လောက်ရမှုပြုပြီးကြပြုကြအခါဆွမ်းလျောက်ပါရမီကံရပြန်ဆွမ်းတဲ့နာရဲကြပျောက်ဆနာသောလတာသည်ပြင်းရပါလားခြောင်ကောင်းသည်ကိုလူမများအောင်တဲ့ကြောင်16ကြောင်ရိပ်မိဗလားအေးရင်လည်းအေးကြောင်ခေါ်ရတာပဲအေးသေးဒီနေ့တော့မလုပ်သေးဘူးပူပြန်တော့အမတက်ပေါ်ပါလားစောပြန်တော့မွတ်ချုပ်သွားတော့စားပြန်တော့ဝါတော့ဘင်ပါတော့ပါရကိုရှိသေးရလားလုံးချိန်ကမပါတော့ပါဘူးတရားဓမ္မတွေလွန်ကုန်ပြီအဲ့ဒါဘုရားကဥက္ကမောင်အင်္ဂုတ္တပါဠိတော်သေချာဟောတာသေချာဟောတာဒီကြောင့်နေခိုးလိုက်မယ်မင်းတပည့်တွေသေချာစဉ်းစားသေချာပြောသိခဲ့တာရှင်းမလားမင်းကတော့ရှိလောပြီးဟောနေမင်းတပည့်တွေအကြောင်းလေးလျှောက်ခိုးနေတာရှင်းပြီဗလားကဲဒါဖြင့်ဆရာသမားကြီးစေနာမေတ္တာကိုလည်းခင်ဗျားတို့ကချောင်းမြတ်တော်အဖြစ်၎င်းကိုယ်ကိုသနာတော်အဖြစ်၎င်းကြောင်ကိုတော့သက်တာပါစီရိပ်မိဗလားဘာလို့ရမလဲကြောင်ကိုတော့သက်တာပါစီဆိုတော့ဘယ်ခင်ဗျားတို့ကပါမမပါတော့ပဲရိပ်မိဗလားအမလေးတရားဓမ္မတွေတို့နိဗ္ဗာန်မရောက်တာဒုက္ခကတိငိမ့်တာတရားဘုန်းကြီးညံ့လို့လားတို့ကြောင့်ကိုကောင်းလို့လားဆိုတာဝေဖန်ကြည့်ပါဦးအတော့ဆိုးသွားပြီရှင်းပြီနော်ကောင်းပြီဒါဖြင့်တရားဓမ္မတို့တရားကိုပဲဒီသုဘယံကြီးကအခုจิตတို့ကိုအကုန်အားပေးသွားတယ်ကောင်းငင်မှာခြေရရှိသလားဆိုတော့ဘယ်နဲ့ဖြေရှိပါဘူးဒီဘုရားသာသနာမှတပါးတခြားသောအဆုံးအမတွေနဲ့သောတာပန်သရဂါအနာဂံဖြစ်နိုင်ပါရဲ့လားဖြစ်နိုင်ပါဘူးဗျာသင်္ခါရတရားမြဲသလားမြဲပါဘူးဗျာ gain ဒါဖြင့်သင်္ခါရတရားမမြဲဘူးဆိုတာခင်ဗျားတို့ရှုရမှန်ပါဗျာဝေဒနာကြိုက်တယ်လို့ဝေဒနာသင်္ခါရတရားပဲအဲ့ဒါမမြဲတာရှုနေစိတ်ကြိုက်တယ်လို့စိတ်ရသင်္ခါရတရားအဲ့ဒါဘာလို့မမြဲဘူးတော့ရှုနေသူ့ဟာသူမက်ဖြစ်ပြီးသူ့ဟာသူဆောက်တော့မှမမြဲတာသိတာမဲ့ပဲရှင်းမလားအဲ့ဒီလိုမမြဲဘူးတော့ရှုနေလို့ရှိရင်ပြင်စင်ကြီးက5ခုမက10ခုမဖြစ်ပြီးဥက္ကမောမနေ့ကတိုင်းဆောင်းပါပဲမှန်ပါဗျာအဲ့ဒါจิตတို့ကရောင်ကိုလွတ်ဖို့ပဲအရေးကြီးတယ်တရားပြကတော့ဖြင့်ရှင်းနေပြီမှန်ပါဗျာပြီးတော့ခொနကသူ့ဘာယံကြီးကလည်းရှင်ဖျားမရှိရင်သောတာပန်သရဂါနာဂံယံတွေသုံးသွားတယ်သွန်သွားတယ်ကုန်သွားတော့နောက်မဖြစ်တော့ဘူးလားမေးတော့လေဟာဘယ်ခါမှဆိုရှိတယ်ကြောင်လွတ်အောင်ကြောင်ကိုလွတ်အောင်မင်းတို့ဒီကားလို့ရှင်ကြိုးစားကြမယ်ဆိုဘယ်တစ်ခါမှဆိုကိုယ်ဒုက္ခသိတဲ့နိဗ္ဗာန်ရှိတာကြီးပဲအဲ့ဒါနိဗ္ဗာန်ကိုလည်းတစ်ခါဟောတော့ဒကာဓမ္မတွေသိတဲ့အတိုင်းဒီခန္ဓာနာကန့်ဒီခန္ဓာအဆုံးမှာပါရှိတယ်နိဗ္ဗာန်ကလည်းဝေးသလားဝေးပါဘူးအိုးစိတ်ဝိရိလည်းပဲရှုပြီးတခြားရှာလို့မတွေ့ပဲဖြစ်နေတာသဘောကျဒါဖြင့်ဒကာဓမ္မတို့သင်္ခါရတရားဆိုတာခန္ဓာ၅ပါးကိုဆိုတယ်အဲ့ဒါလေးကိုဘယ်တော့မှမမြဲတာလေးမြင်မကြည့်ဟောပေါ်လာပြန်မမြဲဘူးဟောပေါ်လာပြန်ပြီဖြစ်ပြီးပြက်ပြန်ပြီဖြစ်ပြီးပြက်ပြန်ပြီလို့ရှုတာနေဝေဒနာကြိုက်တယ်ဝေဒနာရှုနော်စိတ်ကြိုက်တယ်လူစိတ်ရှုဓမ္မနုပါဒနာကြိုက်တယ်လူကသစ္စာကြီးရှုနေသစ္စာကြီးရှုနေတာဖြစ်ဒုက္ခပြဒုက္ခကြီးရှုနေအဲဒီကဲတော့ရှုနေလို့ရှိရင်ဖြင့်သေသေးချာချာဘယ်ခါမှဆိုခိစ္စပြီးတယ်အဲ့တော့သူ့ဘာမှာဒီဖျားနာမှာထိုင်ပြီးကဟောပရိနိဗ္ဗာန်ဆံကနီးနေပြီမနေ့လည်းပရိနိဗ္ဗာန်ဆံမယ်နိဗ္ဗာန်နီးလို့ရှိရင်တော့ဘယ်ယောဂပြင်းလာပြီအဲ့ဒီကသူ့လည်း
ဒါလေးသင်္ခါရသတ္တရဏတိกว่าသင်္ခါရတရားအဖြစ်ဘယ်တော့မှခိုင်တယ်လို့မရှိဘူးဆိုတော့အဲ့ဒါမင်းနှလုံးသွင်းလိုက်ပြီးတော့ဒီနာနဲ့နှလုံးသွင်းတာပဲဥပါရင်မှန်ပါဗျာအနာဂန္တိတွေဗျာမှန်ပါဗျာသင်္ခါရတရားအနတ္တကိုနှလုံးသွင်းလိုက်မှန်ပါဒါသင်္ခါရတရားမှန်ပါဘယ်တော့မှမမြဲတာလေးမြင်လိုက်တာနဲ့ဒကာဓမ္မတို့ဖြစ်ပြမြင်လိုက်တာပါပဲမှန်ပါအဲ့ဒါနဲ့သူအနာဒါရိမ့်ပြီရိမ့်ပြီပါသဘောကျပြီဒါခင်ဗျားတို့လှုပ်တတ်ပလားလှုပ်တတ်လို့ရှိရင်ဘယ်အချိန်မှဆိုသောတာပန်သရဂါနာဂံယနာမဖြစ်နိုင်တဲ့အချိန်မရှိလို့ဆုံးဖြတ်ချက်ချရှင်းပြီနော်ကဲယနေ့ဒီရင်တော်ပါ